နိုင်ငံရေးပါတီတည်ထောင်လိုသူများကရင်းတို့တည်ထောင်လိုသောပါတီအမည်ကိုဖော်ပြပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လျှောက်ထားလျက်ရှိကြမှာဒီကနေ့ထိပါတီတည်ထောင်ခွင့်လျှောက်ထားလာတဲ့အဖွဲ့28ဖွဲ့ရှိပြီးရင်းတို့လျှောက်ထားတဲ့အဖွဲ့များနဲ့ဇုံမီအမျိုးသားပါတီနဲ့ပအိုးအမျိုးသားညီညွတ်ရေးပါတီတို့ဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနည်းဥပဒေများနဲ့ညီညွတ်ကြောင်းစီစစ်တွေ့ရှိရတဲ့အတွက်ကော်မရှင်ကဒီကနေ့မှာနိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်များကိုခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်ပါတီတည်ထောင်ခွင့်ရရှိတဲ့ဇိုမီအမျိုးသားပါတီနဲ့ပအိုးအမျိုးသားညီညွတ်ရေးပါတီတို့ဟာခွင့်ပြုချက်ရရှိတဲ့နေ့မှစပြီးရက်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေ9နဲ့အညီကော်မရှင်သို့နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးပါရန်လျှောက်ထားရမည်ဖြစ်သည်ဒီကနေ့အထိနိုင်ငံရေးပါတီ19ပါတီတည်ထောင်ခွင့်ပြုပြီးဖြစ်ပါတယ်အဆိုပါတည်ထောင်ခွင့်ပြုပြီးနိုင်ငံရေးပါတီ19ပါတီနဲ့ဥပရှင်ကောင်းဆောင်တဲ့ရခိုင်တိုင်းသားများပါတီကပါတီတည်ထောင်ခွင့်ပြုတဲ့နေ့မှစပြီးရက်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေ9နဲ့အညီကော်မရှင်တို့ဒီကနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးပါရန်လျှောက်ထားလာပါသည်ရင်းတို့မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားတဲ့နိုင်ငံရေးပါတီ18ပါတီနဲ့ပါတီ14ပါတီကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးကျန်ပါတီများကိုမှတ်ပုံတင်ခွင့်ပြုနိုင်ရေးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆက်လက်စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်းသိရှိရပါတယ်ခင်ဗျာ